မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီပုံမှန် customer တွေမွေးနေ့ကိုတော့မှာဖြစ်ပါတယ်။မနေ့ကကျွန်တော်မွေးနေ့ကိတ်လက်ဆောင်ယူတယ်ပြီးတော့ကျွန်တော်မွေးနေ့ကိတ်ကိုကားပေါ်တယ်နဲ့ကားပေါ်တင်ပြီးတဲ့အခါမှာကျွန်တော်မောင်းနေဟောတော့ကွာအဲ့လိုနဲ့ကျွန်တော်တို့တွေ့တဲ့လမ်းကို꿰တယ်လမ်းကို꿰ပြီးသွားတဲ့အခါမှာတော့ကျွန်တော်လွတ်တဲ့နေရာမှာကျွန်တော်ကားကိုပါကင်ထုတ်ခဲ့ပါတယ်အဲ့ချိန်မှာမတင်မပဲတိလိုက်ရတော့ customer အိမ်မှာအလူပေးနေတယ်ဆိုတာပါပဲလူပေးနေတဲ့စားတောက်တွေကလည်းတကယ်အစုံနေမယ်ဆိုပေမဲ့ကျွန်တော်အဆောက်အအုံကတော့ညင်ပါတယ်ဒါပေမဲ့လို့ရွှေကောင်းပြောင်ဆက်လို့ချက်သားဝတ်တာအသီးရွက်အစုံနေနဲ့ပဲနေမှာကျွေးရဆိုတော့အများတော့ပဲစားတော့မယ်အဲ့လိုနဲ့ကျွန်တော်တို့စားတောက်ပြီးသွားတဲ့အခါမှာတော့ကိတ်မခွေးကဏ္ဍကိုရောက်ရှိလို့လာပါပြီကိတ်မခွေးကဏ္ဍမှာလည်းကျွန်တော်အစောပိုင်းမှာတည်းကကျွန်တော်ဖြဲတယ်ကျွန်တော်ဖြဲတာရအောင်ဝါသနာပါတယ်လေကျွန်တော်ဖြဲတယ်ဖြဲပြီးသွားတဲ့အခါမှာတော့ကျွန်တော်ဒီကိတ်မကိုဘလူးလူပြီးစားရင်ကောင်းမလဲကျွန်တော်စဉ်းစားတယ်စဉ်းစားတဲ့အခါမှာလည်းကျွန်တော်1နှစ်ကျွန်တော်ကြောင်ကနဲ့လက်ခုပ်တွေလိုက်တီးရဲလက်ခုပ်လိုက်တီးပြီးသွားတဲ့အခါမှာကျွန်တော်ရဲ့အကြံစီကိုစဖို့အတွက်ဆုံးပေးလိုက်ပါလေဆုံးပေးပြီးသွားတဲ့အခါမှာတော့ customer ကစပြီးတော့ကိတ်မုတ်ကိုလီးရဲကိတ်မုတ်ကိုလီးလိုက်ပြီဆိုတဲ့အချိန်မှာပဲကျွန်တော်စဉ်းစားမိတာငါဒီကိတ်မုတ်ကိုဘလူးဆိုင်ကောင်းနေဆိုပြီးတခါလဲကျွန်တော်ကောင်းထုတ်ပြီးအတင်းလှူချလိုက်ပါလေလူစားပြီးသွားတဲ့အခါမှာတော့ customer ကသူ့ရဲ့ခင်မောကနေစပြီးတော့သူ့ရဲ့သားလေးသူ့ရဲ့မိသားစုဝင်အားလုံးကိုတယောက်ချင်းစီခွန်ခဲ့ပါတယ် customer ပါဝင်သူ့ရဲ့မိသားစုဝင်တွေလည်းပျော်ရွှင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ဒီမိုဘိုင်းမိသားစုဝင်တွေလည်းလက်လက်လေးဝမ်းသာပါတယ်မွေးနေ့ရှင်မှာလည်းဒီမွေးနေ့ကနေစပြီးတော့နောက်နေ့ပေါင်းများစွာတိုင်းအသက်ရှင်ကျမ်းမာပြီးမိသားစုနဲ့ပျော်ရွှင်နေနိုင်ပါစေလို့ကျွန်တော်တို့ဒီမိုဘိုင်းမိသားစုမှာဆုတောင်းပေးလိုက်ပါတယ်